ခွေးကြိုက်ခံရပြီးဒဏ်ရာရရှိသူမျိုးသမီးကိုခွေးပိုင်ရှင်ကပြန်ပြီးတော့တရားစွဲမယ်ဆိုပြီးတော့ချင်းချောက်ခဲ့ပါတယ်အဲ့ဒီဒဏ်ရာရရှိသူမျိုးသမီးကိုခွေးပိုင်ရှင်ကကိုညီမှုတစ်ခုမှမပေးဘဲနဲ့လိုင်းမော်တင်လို့ရှိရင်ပြန်မှုဖွင့်မယ်ဆိုပြီးတော့ဖြစ်စဉ်ကဒီလိုပါဗျအသက်33နှစ်ရွယ်ရှိတဲ့မျိုးသမီးတူကဇွန်လ6ရက်နေ့ကထိုင်းနိုင်ငံနခွန်ရစီမာခဲမှာရှိတဲ့မဟာလန် M6 လမ်းမပေါ်မှာဆိုင်ငယ်စီးပြီးတော့သွားနေတဲ့ချိန်အိမ်တိန်ရနေပြီးတော့ဘက်ဘူးခွေကြီးတကောင်ကထွက်လာပြီးတော့ဒါတော့သူ့ကိုတက်ခက်ခဲ့တဲ့အတွက်သူကနေပြီးတော့အဲ့လမ်းမပေါ်ကလဲကျသွားပြီးတော့ဘက်ဘူးခွေကြီးကသူ့ကိုမျက်နာတွေလက်တွေခြေထောက်တွေသူ့ရဲ့တင်မားတွေကိုကုတ်ဆွဲနေခဲ့လို့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကဒီခွေးကိုဟန်တားလိုက်တော့မှသာလျှင်ဒီခွေးကရက်တန့်သွားတာဖြစ်ပါတယ်ဒဏ်ရာရရှိသူရဲ့နာကျင်မှုပြင်းထန်ခံစားနေရတာတွေကို CCTV ထဲမှာကြားနိုင်ပါတယ်ဒီမျိုးသမီးကအခုဇူလိုင်လ14ရက်နေ့ထိဆေးရုံမှာတက်ရောက်ကုသနေရဆဲဖြစ်ပါတယ်သူဟာစင်ရနွမ်းပါသူတယောက်ဖြစ်တဲ့အတွက်ဆေးရုံကနေပြီးတော့ထုတ်ပေးထားတဲ့တက်တာထောင်ကြီးရေးဆေးကုသခွင့်ကိုအသုံးပြုပြီးတော့သူဟာဆေးရုံတက်ရောက်ကုသနေရတာပါမျိုးသမီးကိုယ်တိုင် social media ပေါ်တင်ပြီးတော့အကူအညီတောင်းတဲ့အခါပို့ဆိုးသွားတယ်ခွေးပိုင်ရှင်ကပြန်လည်မှုဖွင့်မယ်တရားစွဲမယ်ဆိုပြီးတော့ပြန်လည်ချင်းချောက်လာခဲ့ပါတယ်ဒါကဘလို့မတရားမှုမျိုးလဲခွေးကလူကိုရဲရဲဆက်ဆက်တက်ခတ်ထားပြီးတော့ဒဏ်ရာရရှိလို့ဒီမျိုးသမီးကဆေးရုံတက်နေရတာပါအလောက်ကင်ပျက်စီးတာနာကျင်မှုခံစားနေရတာအလုံးကိုခွေးပိုင်ရှင်ကတာဝန်ယူပဲနဲ့အခုတော့ဗဇက်ပိတ်ဖို့အတွက်ချင်းချောက်နေတာပါအဲ့လိုလူမျိုးတွေရှိနေလို့လမ်းပေါ်မှာခွေးတွေလွတ်ပြီးတော့အကြိုက်ခံနေရတဲ့အန်ရတွေကရှိနေနိုင်တာဖြစ်ပါတယ်ညီကိုမောင်တို့တွေကိုညီပေးပါဒီဖြစ်ရက်ကိုမျှဝေပြီးခွေးပိုင်ရှင်တွေတာဝန်ယူမှုရှိရှိနေထိုင်ကြဖို့သတိပေးပါမိမိရဲ့ခွေးကိုကောင်းကောင်းထိချုပ်ဖို့လမ်းပေါ်မှာလွတ်မထားဖို့လိုအပ်ပါတယ်မတရားမှုခံရတဲ့လူတွေအတွက်တရားမျှတမှုရဖို့အတွက်အတန်နေပေးကြပါဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့ခွေးကြိုက်ခံရတဲ့လူကိုပိုင်ရှင်ဖြစ်တဲ့သူကတရားစွဲမဲ့ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတို့လာအောင်မျှဝေပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ